ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဝယ်ထားတဲ့လေလေးပေါ့နော်မိတ်ဆက်ပေးမယ်နော်ဘာတွေပါလဲပေါ့ဒီကောင်ကကျတော့နှစ်ပိုင်းဖြုတ်လို့ရတယ်ပေါ့နော်ဒီနေ့သူ့အဆက်လေးရှိတယ်ပေါ့နော်နှစ်ပိုင်းအမှန်ဆိုရင်တော့အားလုံးပေါင်း3ပိုင်းရှိတယ်ကျွန်တော်နှစ်ပိုင်းဝယ်လဲရတယ်3ပိုင်းဝယ်လဲရတယ်ပေါ့နော်ကျွန်တော်3ပိုင်းဝယ်လို့ရှိရင်ဒီထက်ပိုရှိတယ်ပေါ့ကျွန်တော်တို့ကလည်းဒီနှစ်ပိုင်းလောက်ပဲအသုံးဝင်မှာမလို့ပေါ့နော်အကြောင်းဒီနှစ်ပိုင်းဝယ်လိုက်တာဖြစ်ပါတယ်2ယောက်ဆိုရင်တော့ပုံမှန်လေးပေါ့နော်2ယောက်စီးလေးပေါ့3ယောက်ဆိုရင်တော့နည်းအဆင်မပြေတော့ဘူးပေါ့နော်ဟုတ်ကဲ့တစ်ချက်လာကြည့်နော်ဒါကတော့သူ့ရဲ့ဒီမော်တာရဲ့ဘက်ထရီပေါ့နော်ဒါတက်မှလာတာပေါ့နော်ဒါတစ်ခုတည်းကိုကျွန်တော်တို့ပိုးခါနဲ့ဆိုရင်6100နဲ့100ဘတ်ပေါ့နော်ဒီလေကကြတော့3600နဲ့900ပေါ့ချော့ဆေး1000ရလာတာဆိုတော့ခါတိုင်းဆေးဆိုရင်တော့ကျွန်တော်3900ပေါ့နော်ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ဒီမှာပစ္စည်းတွေထည့်ဖို့ပေါ့နော်ငါးထည့်လဲရတယ်ပစ္စည်းတွေထည့်လဲရတယ်ပေါ့နော်ဒါအဖုံးလေးပါတယ်ပေါ့နောက်တစ်ခုကကြတော့အဲ့ဒီ3900ဈေးထဲမှာဒီကပါပြီးသားပေါ့နော်ဘက်ထရီပဲမပါတာဒါပါပြီးသားဟုတ်ကဲ့ပြီးတော့ပါလဲဆိုတော့ဒီဟာလေးပေါ့နော်ဒီဟာလေးနှစ်ချောင်းပါတယ်ဒီဟာလေးနှစ်ချောင်းပါတယ်ပြီးတော့ဒါကတော့ကွေးတဲ့ဟာပေါ့နော်တို့ဘယ်ကွေးလို့ရှိရင်ဘယ်ဘက်ကိုဆွဲမယ်ညာကွေးလို့ရှိရင်ညာဘက်ကိုဆွဲမယ်ပေါ့နော်ဒါပါမယ်ပြီးတော့ကျွန်တော်တို့ဒါတွေကကျတော့ဒီငမားတိုင်ထောင်ဖို့နေရပါတော့ဒီလိုမျိုးလေးပေါ့ဒါကကျတော့သူ့ရဲ့လေပါပေါ့နော်လေပါဒါခြေသွားနောက်ဆုပ်ပေါ့အလဲကကျတော့ free ပေါ့နော်နောက်ဆွဲလိုက်လို့ရှိရင်ကျွန်တော်နောက်ဆုပ်တာပေါ့ဟုတ်ကဲ့နောက်တစ်ခုကဒီနေရာမှာကျွန်တော်တို့ငါးတွေပါထည့်ဖို့ငါးတွေပါထည့်ဖို့ပေါ့နော်ကျွန်တော်တို့ပါလေးတွေပေါ့နော်ထည့်လို့ရှိရင်ဒီလိုလေးအောက်ကိုတွန်းချပြီးတော့လေအဲ့လိုမျိုးလေးထည့်လိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒါကကျတော့ဖြုတ်လဲရတယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့ဖြုတ်လဲရအောင်ဒီတော့ဒါငါးလေးထည့်လို့ရတယ်ဒါပေမဲ့အများကြီးတော့တိတ်မဆန့်ဘူးပေါ့နော်ဟုတ်ကဲ့အဆင်ပြေတယ်ဗျကျွန်တော်ဒီဟာကျတော့အမှန်တကယ်ဆိုရင်တို့ကငါးများဖို့ဒီငါးများဖို့ပေါ့နော်ကျွန်တော်အရုပ်တွေပါပြည့်ဖို့ထုတ်လုပ်ထားတဲ့ဟာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကငါးလဲများမယ်ဒါနဲ့သုံးပြီးတော့ကျွန်တော်တို့ရေငေါပြီးတော့ငါးပြစ်မယ်ပေါ့နော်ဥပမာဟိုဖဲတယ်ဆိုရင်ကျွန်တော်ဒီတိုင်းသွားလို့မရောက်နိုင်တဲ့နေရာပေါ့နော်ကျွန်တော်ဒါနဲ့သွားလို့ရတယ်ကျွန်တော်ကောင်းတဲ့နေရာကိုရွေးပြီးတော့ကျွန်တော်လိုက်ပြစ်လို့ရတယ်ပေါ့နော်အဲ့ဒါတခုကောင်းတယ်ပေါ့နော်ကျွန်တော်လိုချင်တာတော့ကြာပြီပေါ့နော်ဟိုတခါရင်တော့ကျွန်တော်ဒီငါးများပစ္စည်းရောင်းတဲ့ကျွန်တော်ပွဲတော်ကြီးပေါ့နော်အဲ့နေရာမှာလည်းကျွန်တော်တစ်ခါဆက်တိုက်သွားကြည့်ဖို့လေပေါ့နော်ပတ်စံနှမျောလုံးမဝယ်ဖြစ်ဘူးပေါ့နော်ဒီတစ်ခါတော့ကျွန်တော်ဆိုင်ထိသွားဝယ်တယ်ကျွန်တော်ဝယ်တာတော့တစ်ပတ်လောက်ရှိပြီပေါ့နော်အဲ့မသုံးဖြစ်သေးဘူးပေါ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြမယ်နော်